1812ခုနှစ်လူတွေထိတ်လန့်ခဲ့ရတယ်။တွေးဆွသောနှင်းများလူမရှက်။ကျူစင်တဲ့နှင်းဆက်တွေကကမ္ဘာဝင်ရိုးစွန်းဒေသတွေတွေးလို့ရင်းနေတဲ့အနီရောင်နှင်းတွေကြီးကျဆင်းနေတယ်။ဒီဖြစ်စဉ်လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်1812ခုနှစ်မှာဗြိတိရှရေတပ်ဗိုလ်ကြီးဂျွန်ရော့စ်နဲ့အဖွဲ့သားတွေမြောက်ဝင်ရိုးစွန်းကိုစူးစမ်းရှာဖွေရင်းနဲ့အနီရောင်တန်းနေတဲ့နှင်းတောင်ကြီးကိုစတင်တွေ့ရအဖွဲ့သားတွေကဒါဟာတွေးရကြထားတဲ့စစ်မြေပြင်တစ်ခုလားဒါမှမဟုတ်ဥက္ကာကကြားထားတာလားဆိုပြီးထိတ်လန့်တရားဖြစ်သွားခဲ့ကြပါသူတို့ဟာထိတ်လန့်စွာနဲ့စူးစမ်းရှာဖွေလိုက်တဲ့အခါမှာဒါဟာတွေးရမဟုတ်ခဲ့ဘူးသိပ္ပံပညာရှင်တွေကဒါကို Chlamydos monas nivalis လို့ခေါ်တဲ့ရင်းကြီးတစ်မျိုးကြောင့်ဖြစ်လာရတာလို့ဖော်ထုတ်ခဲ့ပါတယ်ဒီရင်းကြီးတွေဟာပုံမှန်ဆိုအစိမ်းရောင်ပါဒါပေမဲ့နေရောင်ကြီးအရန်ပြင်းလာတဲ့အခါသူတို့ကိုကာကွယ်ဖို့အတွက်အနီရောင်ခြေပစ္စည်းကိုထုတ်လုပ်လိုက်တော့ဒါဟာဘာနဲ့တူလဲဆိုတော့ကမ်းခြေမှာနေပူစာလုံတဲ့အခါလူတွေဟာဆန်းခရင်ကိုလိမ့်သလိုမျိုးပါပဲဒီရင်ကြီးတွေဟာကိုယ်ပိုင်ဆန်းခရင်ကိုလိမ့်ပြီးအသက်ရှင်နေကြတာပါနောက်ထပ်ထူးဆန်းတာတစ်ခုကတော့ဒီနီရောင်နှင်းတွေကဖျဲသည့်အနှံ့ကိုရတာပါဒါကြောင့်သူတို့ကိုဘာဒမန်လို့ဆိုပြီးတော့လည်းခေါ်ကြတယ်အနှံ့ရဲ့ဆွဲဆောင်မှုကြောင့်လေနှင်းတွေကိုစားမိတဲ့သူတွေဟာဝမ်းပိုင်းနာကျင်ပြီးပြင်းထန်တဲ့ဝမ်းပြက်ဝမ်းရောပြီးကြတယ်။ပူကြောက်ဖို့ကောင်းတာဒီအနီရောင်နှင်းတွေကကဘာကြီးပူနေလောက်ကိုပုံမှုဆိုးရစေရဲ့။တာမန်တန့်စင်တဲ့နှင်းတွေကနေရောင်ကြီးကိုပြန်လည်ထုတ်ပြီးပြီမယ်။ဒီလိုအနီရောင်နှင်းတွေကတော့ပူပြင်းတဲ့နှင်းလေကင်းမှာအမဲရောင်တီရှပ်ကိုဝတ်ထားသလိုမျိုးနေပူခြင်းကိုဆွတ်ယူလိုက်တာပါပဲ။ဒါကြောင့်ရေခဲတွေကိုပုံမြင်မြန်လေးပြောစေပြီးတော့ပင်လေရေမျက်နှာပြင်မြင့်တက်လာမှုကိုတွန်းအားပေးနေတယ်လို့ဖြစ်ခဲ့ပါတယ်။တဘာဝတရားကြီးလာပါတော့စမ်းကြည့်ပြီးကြောက်စရာကောင်းလာပါတယ်မိတ်ဆွေရောဖျဲသည့်ရနိုင်ရတဲ့ဒီနီရောင်နှင်းတွေအပြစ်မှမြင်မှုရှင်ပေါ်မှာပြောပြပေးတော့ပါဦးနော်ဆောင်းရသည့်ရောက်တိုင်းမျက်လုံးကိုရွှေနဲ့အပြာရောင်ကူပြောင်းနေတဲ့မော်ဆန်တဲ့တမင်ဒါကမြန်မာနိုင်ငံရဲ့ရှမ်းကုန်းမြို့ရဲ့အပူချိန်ထက်လေးစားပူရဲ့နေရာမှာနေတဲ့ဝင်ရိုးစုတမင်တွေရဲ့အကြောင်းပါသူတို့ဟာအခြားနှုတ်တိုက်တရဝိုင်းနဲ့မတူဘဲနဲ့နေရာဒီမှာဆိုရင်မျက်လုံးတွေကချာဘီဒန်လူစီဒမ်လို့ခေါ်တဲ့နောက်ခံအလွာလေးတောက်ပရရှိအောင်ဖြစ်နေပြီအပူချိန်40ဒီဂရီဆယ်စုရက်လောက်ရှိနော်ဝေနိုင်ငံမြောက်ပိုင်းကနေထရန်ဆိုလိုမျိုးလင်းရောင်မရှိတဲ့ဆောင်းနှင်းကာလကိုရောက်တဲ့အခါသူတို့ရဲ့မျက်လုံးအရောင်ကနှက်ဆိုင်နဲ့အပြာရောင်ဖြစ်ကိုပြောင်းသွားတာပါဒါကလင်းရောင်နေတဲ့ပုံဝင်ခြင်းမှာအမြင်အရောင်ကိုမြင့်တင်မှုဖြစ်ပြီးတော့ရွှေရောင်ကနေပြီးတော့အပြာရောင်ပြောင်းသွားတဲ့အခါမှာညဘက်နဲ့ဆောင်းနှင်းရဲ့မှောင်မိုက်ချိန်တွေပါ UV အလင်းရောင်ခရမ်းလွန်ရောင်ကြီးတွေကိုပါမြင်နိုင်အောင်ကူညီပေးပါတယ်ဒီအပြောင်းလဲကလူသားတွေရဲ့အမြင်အယူတဲ့အစပေါင်းများစွာပိုကောင်းတဲ့လူတွေသိပ္ပံပညာရှင်ဒေါက်တာရီရှေကာလန်ကနောက်73ခုနှစ်မှာဖော်ထုတ်ခဲ့ပါတယ်ဒီပြောင်းလဲမှုကလေရင်ကြီးတစ်စင်းအရွယ်စားကိုလက်သေးခွန်တစ်ချက်လောက်ပဲမြင်ရတဲ့အကွာအဝေးကနေတိတိကျကျခွဲခြားနိုင်လောက်စွမ်းဆောင်နိုင်ပါတယ်တကယ်ကိုအမခန်းစရာတဘာဝရဲ့အဖန်တီးမှုဒါဟာအေးမြပြီးမှောက်မိုက်တဲ့ကာလမှာမျောလင်းချက်ရဲ့အလင်းရောင်ကိုမြင်နေအောင်တဘာဝတရားရဲ့ဖန်ဆင်းထားတဲ့ပုံမြင်တစ်ပုဒ်လိုပါဒီလိုမျိုးလှုပ်ဝက်ဆန်းကျဲတဲ့အချက်လက်တွေကကဘာကြီးအကြောင်းတင်သိထားတာကိုပြန်ပြီးစဉ်းစားစီနိုင်ပါတယ်တင်ကိုယ်တိုင်ရောအမှောင်ထဲမှာတော့ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့မျက်လုံးမျိုးကိုလိုချင်တာဒါမှမဟုတ်တင်ရမှတ်ချက်တွေကိုလည်းကောမန့်မှာရေးပေးခဲ့ပါနင်းကြနေချိန်မှာမိုးကြိုးပြတဲ့ရှားပါရပြီးမှုဖြစ်စေနင်းနေကကြာနေတဲ့အေးခဲနေတဲ့ဆောင်းညမှာရုတ်တရက်မိုးကြိုးပြပြီးမိုးချင်းတံကိုချလိုက်ရတဲ့အခါတင်ဘယ်လိုခံစားရပါလဲဒါဟာတန်တာစနိုးလို့ခေါ်တဲ့ကမ္ဘာပေါ်မှာအခြားပါဆုံးနဲ့အလှဝက်ဆန်းကျယ်ဆုံးရာသီဥတုဖြစ်စင်မှာတန်တာစနိုးဖြစ်ဖို့အတွက်ဘာလိုအပ်လဲပုံမှန်ဆိုရင်မိုးကြိုးမုန်တိုင်းလိုပဲလေထုထဲမှာမတည်ငြိမ်မှုတွေလိုအပ်လာပါတယ်ဒါပေမဲ့ဆောင်းထဲမှာဆိုရင်လေထုကအေးပြီးတော့တည်ငြိမ်နေတာကြောင့်ဒီလိုဖြစ်ဖို့အလွန်ခက်ခဲပါတယ်ဒီဖြစ်စဉ်ကအမေရိကန်ပြည်ထောင်စုမြောက်ပိုင်းကနေဒါရဲ့ဂျပန်နိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ကိုသမုဒ္ဒရာနဲ့ရေကန်ကျွေးနာမှာပိုပြီးဖြစ်လေ့ရှိလာပါတယ်2023ခုနှစ်ဇန်နဝါရီလတုန်းကအင်္ဂလန်နိုင်ငံရဲ့လန်ကင်ရှိုင်းနာဆိုတဲ့ခရိုင်ကဒေသခံတွေကဒီလိုဖြစ်တယ်အောင်အသင်ပွဲကြုံတွေ့ခဲ့ရတယ်လို့မှတ်တမ်းမှာလည်းတင်ထားခဲ့ပါတယ်ရိုးရှင်းတဲ့ဖြစ်စဉ်မှာလေထုကပူနေတဲ့ရေပြင်ကနေဖြတ်သွားတဲ့အခါပူချိန်ကွာခြားမှုကြောင့်လေပူတွေကအပေါ်ကနေမြင်မြန်ဆန်ဆန်တက်လာတတ်ပါတယ်အဲ့ဒီလေထုမှာရှိတဲ့
ရေခဲမုံတွေနဲ့နှင်းမွေ့နေရအရှင်းရှင်းပွတ်တိုက်ပြီးတော့လျှက်စစ်တက်တွေဖြစ်ပေါ်လာမိုးချိုးနဲ့မိုးချင်းတန်တွေကိုဖန်တီးလိုက်တာပါဒီထူးခြားမှုဟာပုံမှန်မိုးချိုးဖြစ်တဲ့အခါမှာမိုးချင်းတန်ကိုမိုင်ဆယ်မန်ကျော်ကနေပြီးတော့ကြားနိုင်ပြီမယ်တန်တာစနူးရဲ့မိုးချင်းတန်ကြားနေတဲ့နှင်းမွေ့နေကြောင်းအတန်တိုးလုံးပြီးတော့ဒီတန်ဟာရေကူးကန်ကြီးတကန်အိုလံပစ်ရေကူးကန်ရဲ့အရွယ်အစားရဲ့တစ်ဖက်ဆုံးကနေတီးလိုက်တဲ့ခေါင်းလောင်းတန်လောက်ပဲအားကောင်းပါတယ်ဒါကြောင့်မိုင်2မိုင်ကနေပြီးတော့3မိုင်ပတ်လည်မှာဒါဒီအတန်ကိုတိုးလေးပဲကြားရတာဖြစ်ပြီးတော့တဘာဝရဲ့အတန်လေးဖြောပြပွဲတစ်ခုသာရှိနေပါတယ်ဒီလိုမျိုးရှားပါပြီးအားတင်စရာကောင်းတဲ့ဖြစ်ရည်ကတဘာဝတရားဟာကျွန်တော်တို့ထင်ထားတာအထက်ပိုပြီးတော့ရှုပ်ထွေးပြီးစွမ်းအားကြီးမားတယ်ဆိုတော့တတ်တည်ပြနေပါတယ်ဒီလိုမျိုးနှင်းတွေကျနေခြင်းမိုးချိုးပြတ်တာမျိုးတဘာဝရဲ့ထူးခြားဖြစ်စဉ်တွေကိုကြုံခဲ့ဘူးရင်လေကောမန့်မှာဝေမျှပေးခဲ့ပါအောင်နော်တည်ဆုံးမိသားတစုံတစ်ယောက်ကရှောက်လာကြရဲ့အခါရှင်တန်ထမြောက်ပြီးတော့ဘဝသစ်တစ်ပတ်ပြန်စနိုင်မယ်ဆိုရင်တင်ယုံကြည်ပါမလားဒါကရုပ်ရှင်တွေကဆက်လက်မဟုတ်ပဲဒီကဘာပေါ်မှာရုပ်လောင်းလို့အေးခဲသွားပြီးတော့လူရောင်းမှအသက်ပြုံလာတယ်အံ့ဩစရာဖားတစ်မျိုးတကယ်ရှိနေပါတယ်ကျွန်တော်တို့ပြောနေတာက Woodford ဆိုတဲ့တက်သားဖားတွေအကြောင်းပါသူတို့ဟာကနေဒါနိုင်ငံရဲ့ယူကွန်နယ်မြေကနေပြီးတော့အမေရိကန်ရဲ့မြောက်ပိုင်းဒေသတွေအထိကျယ်ပြန့်တဲ့နေရာတွေမှာနေထိုင်တတ်ပါတယ်။စောင်းနဲ့ရောက်လာပြီဆိုတာနဲ့သူတို့ရဲ့နှလုံးခုန်တော့အသက်ရှူခြင်းပြီးတော့သွေးလည်ပတ်မှုတွေကရပ်တန့်သွားပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေကအရေးတွေဟာပြင်ပတ်စုံအရေးပြားရဲ့အောက်မှာရေခဲတုံးလိုအေးခဲသွားတတ်ပါတယ်။သူတို့ဟာအေးခဲခြင်းမဖြစ်ခင်မှာသူတို့ရဲ့အသေးကနေထွက်လာတဲ့တခြားဓာတ်ကိုဆဲရီထဲကိုပို့ဆောင်လိုက်တာပါ။ဒီဂလူကို့စ်တွေကဆဲရီရဲ့အတင်းပန်းကိုအေးခဲမသွားအောင်လို့အကာအကွယ်ပေးပြီးတော့အင်ဂျင်ဝိုင်လိုမျိုးလှုပ်ဆောင်ပေးပါတယ်။ဒီဂလူကို့စ်အကာအကွယ်ပမာဏဘယ်လောက်များလဲဆိုရင်တာမန်လူတယောက်ရဲ့တွေးထဲမှာရှိတဲ့တခြားဓာတ်ပမာဏထက်8ဆပိုများပါတယ်။ဒီပမာဏဟာတပေပတ်လည်လောက်ရှိတဲ့ရေခဲတုံးကြီးတစ်လုံးကိုအရေးပြောအောင်ပြုလုပ်နိုင်တဲ့စွမ်းရည်မျိုးနဲ့နှိုင်းယှဉ်နိုင်ပါတယ်။ဒါကြောင့်1985ခုနှစ်မှာဒေါက်တာကင်နက်ဘီဆိုတဲ့သူတည်တနာကနေပြီးတော့သူတို့ဟာလေးကနေရှောက်ထီကိုအသက်ရှင်လင်အေးခဲနေနိုင်တယ်လို့လည်းဖော်ထုတ်ခဲ့တာပါ။ຫນွေဦးရဲ့ပထမဆုံးတော့မေးထွေးရဲ့အလင်းအောင်ရောက်တဲ့အခါမှာဒီဖားရဲ့ခန္ဓာကိုယ်ရဲ့ရေခဲတွေဟာတဖြည်းဖြည်းအေးပြောပြီးတော့နှလုံးခုန်လုံးစတင်ဟာအသက်ပြန်ရှင်သန်လာပါတယ်။ဒီလိုအပူချိန်-2 ဒီဂရီဆဲလ်စီယပ်အောက်မှာတည်ခြင်းတရားကိုလှည့်စားပြီးတော့အသက်ပြန်ရှင်နိုင်တဲ့ဒီဖားတွေဟာကမ္ဘာကြီးရဲ့အကြီးမားဆုံးလိုအပ်ချက်တွေတစ်ခုပါပဲ။တင်းတော့ဒါကိုဘယ်လိုထင်နေကြလဲ။ကောမန့်မှာရေးသွားခဲ့ပါအောင်နော်။